ဖြစ်နေတဲ့ပြဿနာတွေကိုကိုတို့ကရှင်းပြရမှာပါဆရာဟုတ်ကဲ့ပါ ကျွန်တော်တို့ကပြောတယ်ဗျာလူတိုင်းသာဖြစ်ပါတယ်အဲ့တော့ဒီပထမတော့ပြောချင်တာကကျွန်တော်ဒီကျူးမှာရှာကြည့်တယ်ပေါင်းဖောက်တစ်ခုကိုစောက်မယ်ဆိုရင်ဘယ်လိုလုပ်မလဲပါညာပေါ့ဗျာအဲ့လိုရှာကြည့်တဲ့ခါကျတော့ဒီ hydrogen ဆိုတဲ့ဖောက် creator တစ်ခုရှိတယ်အဲ့ဒီဟာလေးကိုကျွန်တော်တွေ့တယ်တွေ့ပြီးတော့တစ်ခါကျွန်တော်ဘာမှတော့မကြည့်ဘူးအဲ့ဒီ collagen နဲ့သင်္ကေတကိုတော့ ဖောက် creator လေးကိုဝင်ပြီးတော့ဒီ ABCD ဆိုတဲ့သင်္ကေတနေရာမှာ collagen နဲ့သင်္ကေတလေးကိုအစားထိုးလိုက်တာအဲ့ဒါလေးပဲဘာမှမခက်ဘူးကျွန်တော်လိုချင်တဲ့ FPR သင်္ကေတပုံစံကိုကျွန်တော်က Unicode မှာဆွဲလိုက်ခဲ့Unicode မှာဆွဲထားတဲ့အဲ့ဒီသင်္ကေတပုံစံကိုကျွန်တော်ကယူပြီးတော့အဲ့ဒီအင်္ဂလိပ်နေရာမှာထည့်လိုက်တာအဲ့လိုထည့်လိုက်တဲ့အခါကျတော့ကျွန်တော်ကွန်ပျူတာထဲမှာရိုက်လို့ရတယ်အဲ့ဖောင်းကိုပြန်ထားလို့ဆိုရှင်ဒါပေမဲ့တခြားကွန်ပျူတာတွေကိုရောက်သွားပြီဆိုလို့ရှင်တော့အဲ့ဒီဖောင်းကိုပြန်ထားရင်တော့တခြားတစ်ပိုင်းမှာတော့ဖတ်လို့မရဘူးလေအဲ့တော့ professional ကြလဲကျွန်တော်ကဘာမှမသိဘူးအဲ့တော့ကျွန်တော်အခုသိချင်တာကဒီကျွန်တော်တို့ဘလူးတိုင်းလာရဲ့စာပေအခရာသင်္ကေတကသူကမြန်မာအခရာနဲ့လုံးဝမတူတခြားပေအခရာနဲ့မှလုံးဝမတူလုံးဝဟုတ်ပဲဆိုတော့ဒီလုံးဝသူကကွဲထွက်နေတဲ့သင်္ကေတပုံစံဖြစ်နေတယ် ဟုတ်ကောမေးခွန်းတွေကျေးဇူးပါဟိုကောင်းတယ်ဗောနော်ကျွန်တော်အဲ့လိုတိုင်းသားတွေအတွက်ကအဲ့တော့ကျွန်တော်အခုဘယ်လိုမှသာဆိုလို့ရှိရင်ကွာကျွန်တော် screen chat တော့ share လိုက်မယ်ပေါ့နော်ဒီကဟိုကျွန်တော် share တယ်ဆိုတာလည်းဟို presentation မျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်တစ်ခါတည်းရောက်တော့ဒီကိုယ့်အကိုလည်း share လို့လေးလာတဲ့အခါမှာဟိုကိုဘယ်လိုခောက်အောင်မလဲဆိုတာလေလူငယ်တွေကိုတန်းသိသွားစေချင်လို့ကွာတဘောကမတခါတည်းကိုက presentation ကြုံမလို့ဘူးဆိုတာကိုယ့်အကိုခောက်တတ်ဖို့လည်းလိုတယ်ဗောနော်အဲ့တော့အညီအကိုတို့ဘယ်လိုပါလားကျွန်တော် share တာအမြင်လားမသိဘူးအဲ့တော့ဝေးအော်ဂရန်ဆိုရင်ကိုယ့်ဘာသာစကားကိုယ့်ကိုတန်းခေါက်ပါလေကျွန်တော်ပြောတာအချက်လက်ကိုတန်းမဆူနေလားဆူတဲ့အရာမျိုးကအုံနောက်တဲ့ကိုမလိုအပ်တဲ့အရာတွေကိုတိတ်မသိသိနေလားတဘောကတည်းကအဲ့တော့ဒီအဲ့တော့ language ကိုကျွန်တော်ကြည့်မိတာခုနကပြောတယ်အကိုတို့ language ဒီကျွန်တော်တို့ဘယ်လိုပဲပြောနေမြန်မာရဲ့ language အောင်မှာရှိတယ်နော်အကိုတို့ဒီစကား region ထဲမှာပါဘယ်လိုဘာသာစကားဟုတ်ပြီနော်အဲ့တော့ဒီကြီးတွေမလားအကိုတို့ကြီးတွေကကလို့ဟုတ်တယ်မလားဒီကားတယ်ဟုတ်လားလို့ဆိုကိုယ့်ရဲ့ကြီးတွေဖြစ်တယ်ဗျာကိုယ့်ရဲ့အခြေခံကြီးသလားတွေနော်အခြေခံကြီးသလားတွေဆိုတဲ့အချိန်မှာကိုယ်မှာကုတ်ပိုက်ရှိလားမရှိလားဆိုတာဒီကအကုန်လုံးလိုက်ပတ်တဲ့အချိန်မှာသူတို့ကဒီဘာသာစကားရဲ့အောက်မှာပဲ language အောက်မှာကျွန်တော်မြန်မာရုပ်ဝင်နေတာဖြစ်တဲ့ကြောင့်အခုအဲ့လိုမတူတာတွေကရှိတယ်ပေါ့နော်ရှိတယ်လို့ပြောရတာကဘာကြောင့်လဲဆိုတော့သူအဲ့ group ဘာသာနဲ့ language နဲ့ပတ်သက်လို့ရှိရင်လည်းဒီကျွန်တော်တို့ code point နေလည်းကျွန်တော်ရှာကြည့်သေးတယ်ပေါ့နော်ရှာကြည့်ပေါ့နော်ကိုယ့်ဒီ code point ဆိုလို့ရှိရင်လည်း Unicode point ဆိုလို့ရှိရင်လည်းသူကဟိုဘယ်လိုဖြည့်ရှင်းလို့ရလဲဆိုတဲ့အရာကျွန်တော်ရှင်းပြပေးမယ်နော်အဓိကသူ code point ကဒီမှာဆိုရင်အခုတို့ဒီမှာဆိုရင်သူဒီ AI နေပြောပြတာလေ user selecting base script ကဒီမှာအကုန်လုံးခက်လိုက်လို့ရှိရင်ကြာအခုတို့ဘာသာစကားဒီ private view area ဆိုတဲ့နေရာ PUB ဆိုတဲ့နေရာမှာပဲအခုတို့ character တွေကဝင်ရောက်စားလို့တောင်းဆွဲတာပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းအခုတို့မှာ function နေတယ်ထင်တယ်ဟိုကာကြီးဆိုရင် u ဘလောက်ဆိုပြီးတော့အဲ့မှာ follow လုပ်ပြီးတော့ function ဒီ keyword ဒီမှာလောက်ထားတယ်အဲ့လိုပြောရဲပေါ့နော်ပြောချင်တာကကိုပိုင်ကိုမရှိသေးဘူးဆိုတဲ့သဘောပဲပေါ့နော်အဲ့တော့ကိုပိုင်အခုတို့မှာဟုတ်တယ်သိကြတယ်ဒီချိန်ကြီးကျွန်တော်တို့ live ဖိုင်ကိုပိုင်တော့ခုချိန်ကြီးမရှိသေးဘူးခုနနောက်တစ်ချက်ကကိုပိုင်ဘယ်လိုတောင်းအောင်လဲဆိုတဲ့အချက်ကဒီဟာရတော့နည်းနည်းလိုမယ်ထင်တယ်ကျွန်တော်ထင်တာကလေကျွန်တော်တို့ဘာသာစကားရှိတယ်ဆိုတဲ့ဒီ screen တွေ screenshot တွေဒီဟာတွေပေါ့နော်အဲ့ဒီလိုပြီးတော့ဟိုတောင်းအောင်မယ်အစီအတော့ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်လည်းမတောင်းဘူးတော့နော်တေချာတော့မသိသေးဘူးဒါပေမဲ့နောက်ပိုင်းတော့မဟုတ်ပါနဲ့ sharing မှာဟုတ်တော့ဘယ်လိုတောင်းအောင်မယ်ဆိုရတော့ကျွန်တော်ဆရာတို့ဟိုလေကျွန်တော်ဆရာကြီးရှိသေးတာနော်အဲ့တော့သူတို့လည်းချက်မေးကြည့်ပြီးတော့တောင်းလို့ရအောင်တော့တောင်းလို့ရလာပြီဆိုလို့ရှိရင်ဘယ်လိုစစ်စစ်တောင်းအောင်လဲဆိုတာတော့ကျွန်တော်ကပြန်ပြီးတော့ sharing လုပ်ပေးမယ်ပေါ့နော်အကိုခုနကဒီ group ဘာသာအတွက်ပေါ့နော်အဲ့တော့ဟိုကဒီဘာသာစကားဆိုလို့ရှိရင်ကွာအဲ့တော့ဥမာမရှိဘူးမှန်တယ်ဥမာကတော့ဒီဘာသာစကားမရှိဘူးမှန်တယ်ဒါပေမဲ့ဟိုခုနခန်းကြီးတို့ဘာသာတို့မှာဆိုလို့ရှိရင်လည်းခန်းကြီးတို့ရှမ်းဘာသာတို့မှာဆိုလို့ရှိရင်လည်းသူတို့ကတော့ဘာသာစကားမရှိဘူးမှန်တယ်ဘာသာစကားမရှိတာမှန်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလို့ရလဲဆိုလို့ရှိရင်ဒီချို့မှာ style set ဆိုတဲ့ feature တစ်ခုနဲ့အလုပ်လုပ်လို့ရတယ် style set ဆိုတဲ့ feature တစ်ခုနဲ့ကွန်ပျူတာတွေပေါ်မှာရအောင်တော့ဟိုအသုံးဝင်ရတော့လုပ်လို့ရတယ်ဒါပေမဲ့အဲ့လိုဖြည့်ရှင်းခဏအခုပြောခဲ့တဲ့လိုပဲ computer မှာလက်တင်ဖြစ်တဲ့အင်္ဂလိပ်လက်တင်နေရာမှာဝင်ရောက်စားလို့တောင်းဆွဲရမျိုးလိုပဲအဲ့လိုမျိုးဖြည့်ရှင်းလို့ပဲလောလောဆယ်ချမ်းချမ်းရအောင်ပါဟိုလိုမျိုးကြီးရုပ်ဖို့ဆိုတာတော့နည်းနည်းခက်နေသေးတယ်အခုဆိုရင်အဲ့ဒါ font တွေကကျတို့ဟိုပါပေါ့နော် ASCII font လိုမျိုးဖြစ်သွားနေပြီဗျာ ASCII font လိုပဲခေါ်မှာပေါ့နော်အင်္ဂလိပ်လက်တင်နေရာမှာကို font creator ဆိုရဲမှာ A နေရာမှာအခုအသုံးများတဲ့ဟိုပါပဲဝင်ရောက်သုံးဆွဲတာပေါ့နော်ဝင်ရောက်သုံးဆွဲတာဖြစ်တဲ့အတွက်ကြောင့်ဟို ASCII font လိုဖြစ်နေမယ်အဲ့ ASCII font လောက်တာလည်းဒီလိုဖြည့်ရှင်းပြီးဆိုရင်တော့ကိုတို့ကဒီလိုဖြည့်ရှင်းမှာတော့ကောင်းတယ်ဒါပေမဲ့နောက်ပိုင်းတော့ကိုယ့်ဘိုင်းမှာဖြစ်မနေတောင်းတင်တယ်ဘာကြောင့်လဲဆိုတော့ကိုယ့်ဘာသာစကားကိုအခုတို့အခုဖောင်းနေရလာပြီပေါ့နော်အခုဆိုရင်ဖောင်းနေရလာပြီဖြစ်တဲ့အတွက်ကြောင့်ကိုဆိုရင်ခုနဖောင်းတစ်ခုထုံးလိုက်တယ်ကို group ဘာသာနဲ့ပတ်သက်ပြီးတော့ဖောင်းတစ်ခုထုံးလိုက်တယ်ဖောင်းတစ်ခုထုံးလိုက်တယ်ကွန်ပျူတာတွေမှာစတင်သုံးဆွဲလို့ရလာပြီဆိုဒီ grade တွေကိုစတင်ကြတော့မယ်ဟုတ်တယ်မလားဒါကိုဆိုရင်ကိုယ့်ဘာသာစကားနဲ့ပတ်သက်ပြီးကိုစူးစမ်းနေတယ်ဆိုရင်ဗျာအဲ့ကွန်ပျူတာမှာငါတို့ group ဘာသာရရနေပြီဆိုပြီးဟုတ်တယ်အဲ့ဒါဘာလို့ကြောက်လဲဆိုကိုတို့လက်ကွက်လိုလာတယ်ဟုတ်တယ်နော်ကျွန်တော်ပြောတဲ့ချက်လက်တွေကိုဟိုဘာလို့ကြည့်ပါနော်လက်ကွက်လိုလာမယ်လက်ကွက်လိုလာတဲ့အခါမှာ grade တွေလည်းကိုတို့ကွန်ပျူတာလက်ကွက်တွေကို keyman ဆိုရင် keyman ကိုတို့ရှိမှာပဲနော်အဲ့တော့စပြီးတင်ကြကြမယ်ရတဲ့အခါမှာဖြစ်လာမယ်ဆိုတော့ကိုပိုင်မဟုတ်ဘဲနဲ့အစားတော့တင်ကြတယ်ဆိုတော့အသုံးဝင်နေဆိုပြီးမဲ့နောက်ပိုင်း Unicode font တစ်ခုပြန်ဖြစ်လာပြီဆိုလို့ရှိရင်အဲ့စနစ်ကြီးကပြန်မသွားဘူးကျွန်တော်ပြောတာလေအဲ့တော့ Euro ဖြည့်ရှင်းပြီးဆိုတာကတော့ဟိုကောင်းတယ်ဆိုပြီးမဲ့နောက်လူတော့ဒီ group ဘာသာကိုဘာသာစကားကိုရိုက်ဖို့အတွက်ပုံမှာ keyboard တစ်မျိုးဒီမှာ keyboard တစ်မျိုးခုမှာ keyboard တစ်မျိုးဆိုတဲ့ sensitive မရှိတဲ့နဲ့ကျွန်တော်တို့မြန်မာဘာသာလုံးနဲ့ပြန်ပြန်ဖြစ်သွားလိမ့်မယ်သိလားခုမှလာကျွန်တော်တို့ဟိုမြန်မာသာမှာဆိုလို့ရှိရင်ကြာဇော်ကြီးလက်ကွက်ဝင်းလက်ကွက် Unicode လက်ကွက်ဆိုလက်ကွက်ကြီးသုံးခုရှိမနေဘူးလားအဲ့တော့အဲ့လိုရှိနေရလဲဆိုတော့ Euro ဖြည့်ရှင်းခဲ့လို့ကြာသိလားအဲ့တော့အဲ့ခံရတယ်ကြာကျွန်တော်တို့ခံရတယ်ဆိုတော့ဘာကိုခံခဲ့ရလဲဆိုတော့အခုဆိုရင်ဒါချင်းမှာကျွန်တော်တို့ဝင်းလက်ကွက်တွေကိုကျွန်တော်အသုံးပြုတယ်အဲ့ဒါမြန်မာသားရဖို့တော့ဝင်းလက်ကွက်တွေတော့ထက်ဆက်နေဆို alternate တွေနဲ့ရိုက်တယ်မှန်တယ်အခုဆိုရိုက်စရာလိုနေလားမလို့တော့ဒါပေမဲ့
ဝေးလက်ကွက်တွေမှာညမုန်းနေတဲ့ညီမတွေအများကြီးပဲဗျာယူနီကုတ်ကိုမပြောင်းနိုင်ကြဘူးဟုတ်တယ်မလားကျွန်တော်ပြောရနေလက်ခံရလို့ဒီနော်အဲ့လိုမပြောင်းလဲကျင်ကြဟုတ်လားစောကြီးဆိုနေလို့ပဲမပြောင်းလဲကျင်ကြအဲ့တော့ယူနီကုတ်ကိုကကုတ်ပိုင်ကြီးကတော့ရနေတယ်ဒါပေမဲ့လူတွေကအယိုးဆွဲပြီးတော့အဲ့လိုမပြောင်းလဲကျင်ကြမပြောင်းလဲကျင်ကြစောကြီးဆိုတဲ့လိုပဲမပြောင်းလဲကျင်ကြမပြောင်းလဲကျင်ကြတဲ့ပြဿနာကြီးဖြစ်လာတော့ဘာလဲဆိုတော့တင် जा မှုတဲ့အခါမှာလေလက်ကွက်သုံးကွက်တင်ကြမလို့ပဲတကွက်ထက်နေပဲမမှန်ကန်စာစနစ်မဟုတ်သေးတဲ့အတွက်ကြောင့်စာစနစ်မဟုတ်သေးတဲ့အတွက်ကြောင့်ပေါ့နော်ကိုယ့်ရဲ့စာစနစ်မဟုတ်သေးတဲ့အတွက်ကြောင့်လူရအဲ့လိုအပြောင်းလဲကိုလည်းကျွန်တော်တို့ကတစ်ချက်စဉ်းစားပေးရမယ်ဗျာမှန်တော့မှန်ကန်တယ်ဟိုကျွန်တော်တို့ဗာနဲ့တူလဲဆိုတော့လက်နေဆက်ဆက်ပေါ်လာခဲ့တယ်လို့ပဲဗျာအဲ့တော့လက်နေဆက်နဲ့ဆိုတော့ကိုယ့်ဘာသာစကားလေးလူရမြင်ကြတာအောင်နော်မြင်ကြတော့ခုနကအခုလိုလိုပဲဗာလဲဆိုတော့အဲ့လက်နေဆက်ပေါ်မှာကိုယ့်အခရာကြီး cream ထည့်တယ်ဗျာကာကြီးပါညာခဏရနော်ကွန်တာဆိုလို့ရှိရင်လည်းအတူထိုးဆိုလိုက်ထည့်တယ်လိုက်ထည့်တော့သူရဲ့အားသာချက်ကကျွန်တော်ပြောခဲ့လို့ SK မှာလည်းအားနေချက်အားသာချက်ရှိတယ်အခု SK ဖောင်းတော့ရင်အားသာချက်ကပါလဲဆိုတော့ Chinese software မှာအကုန်သုံးလို့ရတယ်ပြိမိကာကြီးသုံးလို့ရတယ်စင်ပြီးတော့ဒီကိုဖောင်းပြိမိကာမှာသုံးလို့မရအောင်ဘာကြောင့်လဲလို့ပြောလို့ရှိရင်ကျွန်တော်ခုနကပြောခဲ့တယ်လို့ပဲ scoring page မ page ဆိုတာကကြိုက်တဲ့ software အကုန်လုံးဒီဘာဖြစ်လဲဆိုတော့ဖောင်းကနေလွဲလို့ပေါ့နော်လက်တင်ကိုအကုန်လုံးက scoring ပေးရတယ်လေဟုတ်တယ်မလားလက်တင်ဆိုတာ ABCD ကိုအကုန်လုံး scoring ပေးရတယ်တဲ့ကြောင့်ဒါပေမဲ့အကူရိုင်းနေတဲ့စလုံးဒီဘယ်ဆိုရအမြင်ရတာဟွာဖြစ်နေတာလေဘယ်ဆိုရအမြင်ရတာကိုယ့်ရဲ့ဘယ်သူဆိုဘယ်သူကာကြီးဖြစ်နေတာလေနောက်ခံ programming မှာအင်္ဂလိပ်လက်တင်တွေစီထားတာဗျအဲ့တော့အဲ့ file ကိုကွန်ပျူတာမှာရိုက်ပြီးတော့ခုန mobile တွေပေါ်မှာ messenger တွေပေါ်တော့ copy ပေးချလို့ရှိရင်အင်္ဂလိပ်စာပေါ်ခြင်းပုံမယ်ဒါမှမဟုတ်အတုံးတွေပေါ်ခြင်းပုံမယ်ဘာသာစကားကခုနတို့ရဲ့ language ချိတ်ဆက်မှုပိုင်းဆိုင်ရာမှာဒါအားနေသွားလို့ပဲအဲ့တော့ပြောနေတာအားတချက်ကဘာလဲဆိုတော့ပြိမိကာကြီးဆင်းရလို့ရတယ်အရှိကတော့လက်တင်ဘာသာကိုအသုံးပြုရဲ့ခုနလက်တင်ဘာသာခုနပြောတဲ့ဘယ် software မှမဆိုကိုဖောင်းရိုက်လို့ရတယ်ဒါပေမဲ့ဒီ web တွေပေါ်မှာတော့တက်လာလို့မရဘူးကျွန်တော်ပြောတာကိုပိုင်မရှိတဲ့အတွက်ကြောင့် website ပိုင်းဆိုင်ရာ internet ပိုင်းဆိုင်ရာအဲ့ဒီပိုင်းတွေကတော့တက်လာလို့မရဘူးဒီ offline မှာတော့ဘယ် software မှမဆိုဘာစက်တင်မှချင်ကြမလို့ဘာကြောင့်မလို့လဲဆိုတော့လက်တင်ကိုအကုန်လုံးသူတို့က coding ပေးပြီးသားဖြစ်လို့ကိုကလည်းလက်တင်မှာဝင်ရေးတာဖြစ်လို့နော်အဲ့ဒါလေးကတော့ပို့ပြီးတော့ဟိုနားလဲလွယ်အောင်ပြောပြပြရအောင်နော်နောက်တစ်ခုကကျွန်တော်ဒါ sharing လုပ်ပြပေးတယ်ဆိုတာကဒီစကလုံးပိုင်းဆိုင်ရာဆိုရင်ကွာထားပါတော့ရှမ်းစာဆိုရင်ကိုလိုရဲ့ရှမ်းစာဆိုလို့ရှိရင်သူတို့ကဒီရှမ်းစာကိုကျွန်တော်တို့က file တစ်ခုအနေနဲ့အသုံးပြုလိုက်ပြီပေါ့နော်အသုံးပြုလိုက်ပြီဆိုတဲ့နေရာမှာဒီ open type မှာဆိုရင်ဗျာသူတို့မှာခန်းကြီးရှမ်းပါတယ်သူတို့မှာကိုယ်ပိုင်မရှိလို့ကွာပြောချင်တာကာကြီးရှိတယ်ဓာငယ်ရှိတယ်ငါးရှိတယ်ချုပ်ပေါ့နော်အဲ့ဒီစလုံးတွေသူရှိတယ်ပေါ့ရှိတော့ပုံမှန်အားဖြင့်သူတို့ကတော့မြန်မာကလိုပဲစဉ်းစားတာမှန်တယ်ဒါပေမဲ့တကယ်ခန်းကြီးရှမ်းကိုသူတို့ပြန်သုံးကျင်တယ်ဆိုရင်ကျွန်တော်တို့က size တစ်ခုပုံပေးတာခန်းကြီးရှမ်းကိုဝင်နောက်စကလုံးတစ်ခုထွက်တယ်အဲ့ဒီစကလုံးကသူတို့ခန်းကြီးရှမ်းမှာကိုယ်ပိုင်ရတယ်မှန်တယ်ဒါပေမဲ့သူတို့ဒီအရင်ကွဲသွားတာမျိုးမဟုတ်ဘူးကွာသိချင်တာဟိုသိလာတော့မသိဘူးနော်ဟိုအရင်ကွဲပါတာမျိုးမဟုတ်ဘူးအခုတော့ပါတာစကားဆိုရင်အဲ့လို software တစ်ခု on ဖို့လို့ဒါလည်းကွန်ပျူတာပေါ်ပဲ on ဖို့လို့ဒါလည်းမှန်ကန်တဲ့စနစ်မဟုတ်ဘူးမှန်ကန်တဲ့စနစ်မဟုတ်ဘူးကိုယ်ပိုင်မရှိသေးလို့ဒီတိုင်းဖြည့်ရှင်းတာပေါ့ဒါပေမဲ့သူတို့ကဒီမြန်မာကားတွေကဖိတ်မကွဲဘူးဒါပေမဲ့ကိုတို့ကတော်တော်ကွဲတာဆိုတဲ့ကြောင့်နော်ဖြစ်နိုင်တော့ဖြီးရောတရရောဖြီးတွေရောအကုန်တောင်းရင်အကောင်းဆုံးလည်းသိတယ်ပြီးတော့တကယ်လို့ကိုတို့လှုပ်ချင်တာတို့ဘာတို့ဒီကိုပိုက်ဖြစ်လာပြီးဘာညာအဲ့လိုမျိုးလှုပ်ချင်တာတို့ဘာလို့ဆိုရင်တို့ creator တွေနဲ့အဲ့လိုပတ်သက်ပြီးတော့ဆက်ပြီးတော့ကိုယ်မှစကားကိုမြန်မာလှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကလိုအပ်တာအဲ့အခုတို့ဘာသာစကားရဲ့အတွဲတွေလည်းကျွန်တော်တို့ကတီးဖို့လိုအပ်တယ်ဗျာ sound တစ်ခုကလေအတွဲတွေလည်းတီးဖို့လိုအပ်တယ်ဟိုဒီ combination ပေါ့ရပြင်းဝါဆွဲဆိုလဲကျွန်တော်တို့ရပြင်းဝါဆွဲဟာသူတချို့စကားလုံးတွေကအများကြီးပြောင်းလဲသွားတယ်ပေါ့နော်တဘောကဟို Unico point မှာတော့ကျွန်တော်တို့ဟိုအများကြီးဒီ web found ကိုလောကတော့ကျွန်တော်တို့မလွတ်လပ်ဘူးဗျာမလွတ်လပ်ဘူးဆိုတဲ့တဘောကဟိုကျွန်တော်တို့ကဘာလို့တီးဖို့လိုလဲဆိုလို့ရှိရင်ဒီပေါ့အခုတို့မှာတကယ်လို့ဒါမြန်မာသားနဲ့ကျွန်တော်ပတ်သက်ပြောတာမန်းငယ်တစ်ခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမန်းငယ်တို့ကကိုယ်ပိုင်ရတစ်ခုပဲရှိတာဖြစ်တဲ့ကြောင့်ဟိုဘာဖြစ်လဲဆိုတော့ဒီကင်နဲ့ပတ်သက်ပြီးတော့ဟာတို့ဆိုလို့ရှိရင်ကျွန်တော်တစ်ခုပဲရှိတာဗျာတစ်ခုပဲရှိတာဖြစ်တဲ့ကြောင့်အဲ့ကိုယ်ပိုင်ကိုဝိုင်းသုံးနေကြတာတင်ရဝိုင်းသုံးလိုက်ဟိုခုနပြောတယ်နော်ဘာတွေကောင်ကဝိုင်းသုံးနေဖြစ်တော့ငါကင်ဘာသာမှာစလုံးကြီးကစောင်းလာတာလေဟာသူကစောင်းလာတာဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်ပိုင်ကတိတန်တောင်းလာတာမရှိဘူးမရှိတဲ့ကြောင့်ဘာလုပ်ရလဲဆိုတော့ခုနလိုမျိုးကင်ဘာသာမှာဆိုရင်ကျွန်တော်တို့ကကင်ကိုတစ်ချက်အုံပေးလိုက်သူကသူစလုံးစောင်းသွားကြခုနလိုသဘောမျိုးပေါ့နော်လားငင်ဆိုရင်ကျွန်တော်တို့အောက်ကမြကကိုယ်ပိုင်တစ်ခုတည်းရတာကျွန်တော်တို့ဘာသာမှာအဲ့တော့အားလုံးမြန်မာစာကိုရိုက်တဲ့အချိန်မှာအောက်ကမြကဒီဘက်မှာရောက်နေတယ်ညာဘက်မှာရောက်နေရမှားနေရဆိုလို့ရှိရင်ကင်ကို off ထားရင်ကျွန်တော်တို့ကဘာသာစကားဘက်ကိုပြန်ရောက်သွားတယ်တဘောကဘာသာစကားအချင်းကြောင်အဲ့လိုမျိုးရောက်တော့ကျွန်တော်တို့ကခုနပြောတဲ့အခုခုနပြောတဲ့ script ပိုင်းနေနဲ့ပို့လို့လာလိမ့်မယ် script ပိုင်းနေတော့ဆက်လေးလာရမယ်ပေါ့နော်ဆက်လေးလာရမယ်ပေါ့ဟိုဒါကဒီ copy တစ်ခုပေါ်မှာပဲကျွန်တော်တို့ကတစ်ခုပဲရတာဖြစ်တဲ့ကြောင့်အဲ့တစ်ခုထဲမှာပဲကိုတို့ကတကယ်လို့တောင်းပြီးသူတို့ကချလာနိုင်နေဆိုရင်တက်နိုင်တယ်လား combination ဖြစ်နိုင်တဲ့စလုံးအမျိုးအစားတွေပြောင်းလဲသွားတဲ့စလုံးမျိုးစားတွေကစတောင်းတင်တယ်တောင်းလို့ရှိရင်ကိုတို့ပိုကောင်းတယ်နားငယ်တစ်ခုပတ်သက်လို့ရှိရင်တချောင်းငယ်ဝင်တိုးမယ်ဆိုတော့ငါတို့ကနားငယ်တိုးလို့ပဲရှိရဆိုရင်တောင်းလိုက်အဲ့ဒါမျိုးတို့ဘာသာအတွက်ကောင်းတယ်ဟိုတိတက်ကြီးအဲ့လိုမျိုးဆိုလို့ရှိရင်ကိုတို့ creator တွေ form creator တွေအတွက်ကဒီနားငယ်ကြီးတိုးဖို့အတွက်ကိုကျွန်တော်တို့ကနားငယ်အပြတ်ရှိနေပြီလားဆိုရင် separate တွေလိုက်လို့စရာမလိုဘူးပြဒီနားငယ်ကဝါဆွဲဝင်ရရင်တိုးရမယ်နှစ်ချောင်းငယ်ပြဝင်တိုးရမယ်ဟလားအထိုးဝင်တိုးရမယ်အဲ့လိုစနစ်တွေမဟုတ်လေအဲ့လိုစနစ်တွေကစားတိတ်မလိုတော့ဘူးပေါ့နော်အခုတို့တကယ်လို့တောင်းဆိုမယ်ဆိုတဲ့အခါတစ်ခုရှိလာလို့ရှိရင်လေဖြစ်နိုင်ရင်ကြီးသရကြီးပဲထဲမှာပြောင်းလဲသွားတဲ့စလုံးမျိုးတွေရှိတယ်ဆိုရင်အဲ့အတွက်တောင်းပေါ့နော်အဲ့အတွက်တောင်းလို့လေအဲ့အရာလေးကိုကျွန်တော်ကြံပေးချင်ပါတယ်ခုနကတောင်းဖို့ဆိုတဲ့ကဏ္ဍတစ်ခုမှာတော့ဟိုကျွန်တော်ဆက်ပြီးတော့မှ sharing ပြန်လုပ်ပေးမယ်ပေါ့နော်ဘယ်လိုတောင်းဆိုရမလဲကျွန်တော်ထင်တာကတော့ဒီလိုဘာသာစကားလေးပြီးနည်းနည်းနိုင်ငံနဲ့တောင်းရင်တော့ပိုကောင်းတာပေါ့ကွာအဲ့လိုမှမဟုတ်လို့ရှိရင်လေသူတို့ကအတိမတ်ပြဖို့လည်းခက်နိုင်တယ်ပေါ့နော်အဲ့ဒါလေးကို sharing လုပ်ပေးပါတယ်ဟုတ်ကောကျေးဇူးပါကောကျွန်တော်ပြောတာနားလေကတော့ဒီကျေးဇူးပါ